35ခုမြောက်တော်ဆန္ဒအပိုင်းငယ်20ခုမှာမိမိကျွန်၌ချမ်းသာသိုးပွားခြင်းအကြောင်းကိုနှစ်သက်တော်မူသောထာဝရဘုရားလိုရေးထားတာဖြစ်တယ်။ဖျားပေးထားတဲ့ကောင်းချီးမင်္ဂလာတွေဖျားပေးထားတဲ့ဆုကျေးဇူးတွေသိုးပွားဖို့ရန်အတွက်နှစ်သက်တဲ့သူကထာဝရဘုရားဖြစ်တယ်။အဲ့တော့တစ်ကောခန်းချီတော့အပိုင်းငယ်9-6မှာစိုက်ပြူတဲ့သူမတန်နိုင်ရေလောင်းတဲ့သူမတန်နိုင်ကြီးထွားစေတဲ့သူကထာဝရဘုရားလိုရေးထားတာဖြစ်တယ်။သင်နဲ့ကျွန်တော်ရဲ့အထဲမှာရှိတဲ့ဆုကျေးဇူးတွေစွမ်းရည်တွေကောင်းချီးမင်္ဂလာသိုးပွားစေတာကထာဝရဘုရားဖြစ်တယ်။ကောင်းချီးမင်္ဂလာသိုးပွားခြင်းရဲ့အရင်မြစ်ကထာဝရဘုရားစီမှာရှိရဖြစ်တယ်။အဲ့တော့အဲ့ဒီဟာကဘလို့အခြေအနေမှာသိုးပွားခြင်းတကူတော့အလလုံးတလေမြင်တွေ့ရတယ်လေဆိုလို့ရှင်ဓမ္မရာဆိုတဲ့တရားဆောင်ခန်းကြီး7ခုအပိုင်ငယ်30ကနေ15မှာတွေ့ရတဲ့အကြောင်းအရာဖြစ်ကျွန်မပြောပြသွားခြင်းနဲ့ဒီနေ့မှာအေလိယစီကိုထာဝရဘုရားနှုတ်ကပတ်တော်ကရောက်လာတယ်။ဇီဒုံပြည်ဆိုတဲ့တာမြို့မှာရှိမုတ်ဆိုးမစီကိုတွားပါ။အဲ့မုတ်ဆိုးမစီမှာအေလိယရောက်လာတဲ့အခါမှာမုတ်ဆိုးမမှာရှိတဲ့နောက်ဆုံးညစာလို့သူတောင်းလာဖြစ်တဲ့သူ့ကိုအရင်ပြင်ဆင်ပေးဖို့ပြောတာဖြစ်တယ်။အဲ့ဒီချိန်မှာမိတ်ဆွေမုတ်ဆိုးမက Prophet Elia နဲ့ယုံကြည်ခြင်းနဲ့ပိုးပေါင်းလိုက်တဲ့အခါမှာသူ့ရဲ့အင်တန်ကာလပတ်လုံးဘူးမှာရှိတဲ့စီတွေအိုးမှာရှိတဲ့မုံညက်တွေကမကုံရတဲ့အခွင့်ရတာဖြစ်တယ်။တိုးပွားခြင်းအသက်တာထဲမှာမြင်တွေ့ခြင်းနဲ့ဆိုပထမတစ်ချက်တင်ဖျားလူနဲ့ပိုးပေါင်းပါယုံကြည်ခြင်းနဲ့ပိုးပေါင်းပါဖျားလူစကားနာခံခြင်းနဲ့ပိုးပေါင်းပါအထူးမြင်တွေ့ရမှာဖြစ်တယ်။နောက်တစ်ချက်နေနဲ့ဖျားကတိုးပွားခြင်းတကူတော့ဘယ်လောက်ထိတဘောကြတယ်လဲနှစ်သက်တယ်လဲဆိုလို့ရှိရင်ယေရှုအမှုတော်မြတ်ထဲမှာသွားတဲ့အချိန်မှာတော့ကအနာရောဂါတွေငြိမ်းနေတကိုးတွေပြတယ်နတ်ဆိုးတွေနင်းထုတ်တယ်ကျမ်းမာခြင်းတွေပေးတယ်ဒါပေမဲ့အဲ့ဒီအချက်အလက်တွေကိုခရစ်ဝင်ကျမ်း၄ကျမ်းလုံးမှာမတွေ့ရဘူးဖြစ်တယ်ခရစ်ဝင်ကျမ်း၄ကျမ်းလုံးမှာတွေ့ရတဲ့အရာကတော့မုတ်၅လုံးနဲ့၅နှစ်ကောင်ရဲ့သိုးပွားခြင်းဖြစ်တယ်မုတ်၅လုံး၅နှစ်ကောင်ကဘေးအချိန်မှာသိုးပွားတယ်လေဆိုရင်လူငယ်လေးကတပည့်တော်ရဲ့လက်ထဲအပ်ပြီးတော့တပည့်တော်ကယေရှုလက်ထဲအပ်တယ်ယေရှုကအဲ့ဒီမှာရှိတဲ့ပရိသတ်တွေအဲ့ဒီမှာလာရောက်ကြတဲ့လူတွေအားလုံးကိုတဆုချင်းစီလောင်းခိုင်းတာဖြစ်တယ်အဲ့ဒါပြီးတဲ့အချိန်မှာဂျေဇုတော်ချီးမွမ်းပြီးဝေမျှလိုက်တဲ့အချိန်မှာမိတ်ဆွေသိုးပွားရတာဖြစ်တယ်12တောင်သိုးပွားရတဲ့အခွင့်12တောင်ပိုရှံရတဲ့အခွင့်ကိုခံစားရတာဖြစ်တယ်အဲ့တော့မိတ်ဆွေသိုးပွားခြင်းတကူတော့ကျွန်တော်အသက်တာထဲမှာအလုံးလုံးဖို့ရန်အတွက်ပထမတစ်ချက်အနေနဲ့ကတော့သင်ဖျားလူနဲ့ဖျားလူရဲ့စကားကိုနာခံခြင်းနဲ့ပူပေါင်းပါတဲ့အထဲမှာရှိတဲ့အရာကိုဖျားလက်ထဲကိုအပ်ပါမိတ်ဆွေတဲ့အနေနဲ့အဲ့ဒီအရာကိုခံစားရတော့မိတ်ဆွေအသက်နှလုံးသားနဲ့စောင့်မျှော်နေပါဂျေဇုကိုချီးမွမ်းပါသင်ရဲ့နောက်ဆုံးအရာကိုပေးကမ်းပါသိုးပွားလာမှာဖြစ်တယ်အရောက်ချင်းစီတိုင်းပေါ်မှာဖျားရဲ့သိုးပွားခြင်းတကူတော့အထူးအလုံးလုံးပါစေအစံဖြတ်ရှင်ကောင်းကြီးပေးပါစေ